hello တကယ်ချင်းတယောက်ကဝင်လို့အတန်းနဲ့ကတကယ်ချင်းတယောက်ကဗီဒီယိုမေးထားတာလေရှိလို့ပြန်ဖြည့်ပေးလိုက်မယ်နော်ပထမဆိုဗီဒီယိုလေးပါလေးရိုက်တဲ့ခါနားလေးမှာမျက်နှာပုံစံလေးပေါ်တဲ့ဟာလေးပေါ့နော်အဟာလေးဖြည့်ရတော့ဖြစ်ပါတယ်ပထမဆိုဒီဒီမှာပါတယ်ပေါ့နော်ကိုကြိုက်တယ်ဝင်လိုက်ပေါ့နော်ကိုရိုက်တဲ့ဗီဒီယို recorder လေးဝင်လိုက်ပါဗီဒီယို easier software recorder လေးနဲ့ဝင်ပါတယ်ပြင်ကျဝင်လိုက်ပါနော်Okay ပြီးပြီဆိုရင်တော့ Ruby line နဲ့တိတ်မကောင်းလို့ဆောင်းရပါတယ်နော်ပြီးရင်မြင်ရလေခုံးအခု Ruby ဗီဒီယိုရိုက်လို့ဘာမှမပေါ်တာပါဗီဒီယိုထိုင်းဆိုမှထုတ်လိုက်ပါနော်အဲ့ဗီဒီယိုလေးတွေကိုထောက်လိုက်ပါထောက်လိုက်ပြီးဆိုရင်ဒီအောက်ဆုံးမှာပေါ်လာတဲ့ဒါလေးပါအဲ့ဟာလေးကိုနှိပ်လိုက်ပါနော်အောက်ဆုံးမှာပေါ်လာတဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်မှာပေါ်လာတဲ့ဟာလေးပါအဲ့ဒါလေးကိုနှိပ်လိုက်ပါရှင်နှိပ်လိုက်ဆိုရင်ကင်မရာလေးပေါ်လာပါလိမ့်မယ်ဒီကင်မရာရဲ့တယ်လေးကို on လိုက်ပါ off လိုက်ပါအခါကျရင် only this time လေးနှိပ်လိုက်ပါဒီမှာတော့ကင်မရာပေါ်လာပါလိမ့်မယ်ရှင်ကင်မရာလေးပေါ်လာပါလိမ့်မယ်ရှင်အားလုံးနဲ့မပြတ်နေတဲ့အတွက်ကြောင့်ဝိုင်းတိတ်မကောင်းဘူးမပြတ်နေအောင်ဘာမှမလုပ်ပြနိုင်ဘူးဆိုင်အားလုံးဆိုင်ဒါလေးဒီရခါလေးတော့အားလုံးဆက်ပြီးရပါမယ်ဒီဝါတော့မင်းဒီဝါရလာလေ